ဒါလေးဆိုပါကျွန်တော်တို့ဒီနေ့ကတော့ငါးဦးကိုခရမ်းရှင်သည့်အနှစ်ကြလေးနဲ့ဘလို့ပုံစံမျိုးလေးချက်စားမလေးဆိုတော့ကိုကျွန်တော်နဲ့အတူတူဒီနေ့ဒီဗီဒီယိုလေးမှာချက်စားကြပါမယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်ကတော့အခုခရမ်းရှင်သည့်နဲ့ငါးဦးချက်ဖို့အတွက်အရင်ဆုံးခရမ်းရှင်သည့်နှလုံးကိုခုလိုပုံစံမျိုးလေးအနေတော်လေးတွေတုံးထားလိုက်ပါမယ်။ Okay ကျွန်တော်တို့ခရမ်းရှင်သည့်လေးတွေအနေတော်လေးတွေအကုန်လုံးတုံးပြီးပြီဆိုတာနဲ့ကျွန်တော်ကတော့ကြက်သက်နေတစ်လုံးကိုပါထည့်ပြီးတော့ပါလေးတွေလှီးထားလိုက်ပါမယ်။ Okay ကျွန်တော်တို့ကြက်တန်နေလေးတွေကိုခုလိုပုံစံမျိုးလေးပါလေးတွေအကုန်လုံးလှီးပြီးပြီဆိုတာနဲ့ကျွန်တော်ကတော့ထည့်ပြီးတော့ကြက်တန်ဖြူ9မော်6မော်လောက်ကိုဒါပြလေးတွေရိုက်ပြီးတော့နုံနုံလေးစိုင်းထားလိုက်ပါမယ်။ Okay ခုဆိုလို့ရှိရင်ကျွန်တော်တို့နုံနုံလေးတွေဆင်းထားပါမယ်။ဒီလိုပုံစံမျိုးလေးချက်စားတာကကျွန်တော်တို့စားရတာတော်တော်လေးအရသာရှိပြီးတော့သမင်းကိုလည်းတော်တော်လေးမြင်စေပါတယ်။ဟင်းကောင်းတစ်ခွက်ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ချက်ဖို့အတွက်အစင်သင်းလောက်ကြပါမယ်အခုဆိုလို့ရှိရင်ကျွန်တော်ကတော့စီပူလာတဲ့အထက်ကိုကြက်သွန်လေးတွေကိုထည့်ပြီးတော့ခုနကနုံနုံစိုက်ထားတဲ့ကြက်သွန်ဖြူတွေကိုပါထည့်လိုက်ပါတယ်ပြီးတာနဲ့မြို့ပြည်အချောက်တောက်သုံးလောက်ထောင်းပြီးတော့ထည့်ထားပါတယ်အဲလိုအကုန်လုံးထည့်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကြက်သားမှုအရင်ဆုံးထည့်မယ်ပြီးတာနဲ့စားတစွန်းဟင်းချုံမှုနောက်ပြီးတော့ငန်းပြရင်ကြာညိုလို့လေးခေါ်ပါတယ်အဲ့ဒါထည့်ပြီးပြီဆိုတာနဲ့ကျွန်တော်ကတော့ငန်းပြရင်အကြည့်လေးပါနည်းနည်းလေးပေါက်ထည့်လိုက်ပါတယ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ခုနကတစားပလာတွေနဲ့အကုန်လုံးငရုတ်ပြီးတယ်ကြက်တန်ဖြူကြက်တန်နေတဲ့ကြက်သားတွေအထိချက်ပြီးပြီဆိုတာနဲ့ခရမ်းရှင်သီးလေးကိုထည့်ပြီးတော့ကျွန်တော်တို့ထည့်ပြီးတော့မှွေထည့်လိုက်ပါမယ်အဲ့ခရမ်းရှင်သီးလေးတွေကျွန်တော်တို့ပျော်သွားပြီးတော့တကယ်နှုံးသွားတဲ့အထိပေါ့ဖက်လေးတွေအေးပျော်သွားတဲ့အထိကျွန်တော်တို့ချက်ပေးလိုက်ပါမယ်ဒီနေထားလေးကိုရောက်လာပြီဆိုတာနဲ့ကျွန်တော်ကတော့ဘိုးမှာပြုတ်ထားတဲ့ငါးဥကိုထည့်ပါမယ်ကျွန်တော်တို့ငါးဥကိုဒီတိုင်းအစိမ့်ချက်တာကကျွန်တော်တို့ကြေသွားတဲ့ပါတယ်ကျွန်တော်ကတော့ငါးဥကိုရေနေဖြောလိုက်ပါတယ်ရေနေဖြောလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့အတုံးလေးတွေနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့အပွားအောက်လေးအသားလေးပြန်ပေးထားပါမယ်ဒီလိုပုံစံမျိုးလေးအပွားအောက်လေးနှက်ဆက်အောင်ပြန်ပေးပြီးပြီဆိုတာနဲ့ကျွန်တော်ကတော့ open လေးခဏအုပ်ပြီးတော့ main AA လေးနဲ့ချက်ထားလိုက်ပါမယ်โอเคကျွန်တော်တို့ main AA လေးနဲ့9မိနစ်လောက်နှက်ပေးပြီဆိုတာနဲ့ကျွန်တော်တို့ open လေးကိုအသားလေးဖွင့်ကြည့်လိုက်ပါမယ်ခုဆိုလို့ရှိရင်ကျွန်တော်တို့ငါအိုကစီပြန်ပြီးတော့အနည်းလေးတော်တော်လေးကိုမှုန့်နေပါပြီဒီလိုအနေထားလေးကိုရောက်ပြီဆိုတာနဲ့ကျွန်တော်ကတော့အပေါ်အောက်လေးထပ်ပြီးတော့ပြန်ပေးလိုက်ပါမယ်ကျွန်တော်တို့ခရမ်းရှင်သီးတွေကလည်းအနှစ်ကြလေးနဲ့စီကလည်းအခုလိုပုံစံမျိုးလေးပြန်လာပြီးအနေတော်လေးဖြစ်လာပြီဆိုတာနဲ့ကျွန်တော်တို့အပေါ်အငံလေးတွေကိုထပ်ပြီးတော့မြေးထားလိုက်ပါမယ်โอเคအပေါ်အငံလေးတွေကလည်းအကုန်လုံးအနေတော်ဖြစ်လာပြီဆိုတော့ကျွန်တော်တို့အပေါ်ကနေမဆလာလေးထပ်ပြီးတော့အုပ်ထည့်လိုက်ပါမယ်မဆလာလေးနည်းနည်းအုပ်ပြီးပြီဆိုတာနဲ့ကျွန်တော်ကတော့ငရုတ်သီးအစိမ့်တောင်း30လောက်ကိုပါထည့်ပြီးတော့ထည့်လိုက်ပါတယ်ဒီလိုအနေထားလေးကိုရောက်လာပြီဆိုတာနဲ့ကျွန်တော်ကအပေါ်အောက်လေးနည်းနည်းပြန်ပေးလိုက်ပြီးဆိုရင်တော့ကျွန်တော်တို့အလွန်တရာမှစလို့ကောင်းတဲ့အနံ့မွှေးလေးနဲ့ငါးဦးစီပြန်ဟင်းလေးတိုးရပါပြီခုလိုပုံစံမျိုးလေးဆုံးအောင်ထိကျေပေးတဲ့အတွက်တဦးတယောက်ချင်းစီကိုလည်း